ကို့ပတ်ဝန်းကျင်မှာအမြဲလို့ကြားလေးရှိတဲ့တိရစ္ဆာန်အော်တန်ကြည့်ထားပါတော့တူတူပဲနှစ်ယောက်လုံးငှက်ပါလေကျဲကြည့်ဆိုပြီးဘယ်ငှက်လဲငှက်ကအများကြီးစားကလေးဘယ်လိုလဲဘယ်လိုအော်လဲကြည့်နေကငှက်တန်မကြဘူးဟုတ်ပြီငှက်တယ်စားကလေးအဖြေကစားကလေး yes ပကြီးတော့လို့လိုက်ကိုပတ်တော့ကိုဖြေမှာသူများပြပြမှာနေရရပါโอเคတို့တော့နော်လောက်ကြပါလို့ပြောနော်ပဲမများနဲ့သူတို့ဘုံမဆွေးများမှာရှက်စရာပြင်းမဲဟာလို့ပြဘူးမှမသိဘူးနော်နည်းလေးရှင်နော် तू က ready ဖြစ်နေပြီသားဒီဘက် तू မေးမှာဒီမှာညီမမေးမှာကိုပတ်ဝန်းကျင်မှာတဲ့အမြဲလို့ကြားနေရတဲ့တိရစ္ဆာန်အော်တာခွေးလောက်ပြခွေးတော့အမျိုးစုံအများကြီးရှိတယ်ဟုတ်ပေါ့သူခွေးတန်မှာလို့တယ်လောတူပဲလေခွေးတန်မှာဟုတ်လေဝေါ့ပဲလေဆမ်ဝဲနေဂိမ်းပါဂိမ်းလို့ပါမမိုက်ဘူးခွေးတန်တကယ်မလုပ်တတ်တာလားလောက်ကြည့်ပါမခွေးတန်နဲ့တူအောင်လုပ်ပြတတ်မှာအမှတ်တရပေါ့တူသားမှာနေပြီအဲ့လိုမလုပ်နိုင်ရဘူးတန်ခွေးတန်ပေါင်းနေဟမ်အော်ဆောင်းမွန်းနီးပြီဆိုတော့ခွေးတန်အနင်းလုံးပေါ်ငါអော်ပေးလိုက်မယ်ဟဲ့နော်အာဒူတယ်ထောက်လိုက်တယ်အော်ပြီခွေးအဖြေကမာရီယိုကိုပတ်ဝန်းကျင်မှာအမြဲလို့ကြားနေရတဲ့တိရစ္ဆာန်အော်တန်ကြံလောက်ကြညောင်းနင်းကလေနှာပုထနေတဲ့ကြောင်ကြီးကြတာတော့တေချာလေးနည်းနည်းလေးချစ်စရာကောင်းတဲ့အကြောင်တန်လေးလုပ်ပြညောင်းအဲ့ဒါလည်းမဟုတ်ဘူးโอเคအဖြေကဟုတ်တယ်အဲ့လိုလုပ်လေဟုတ်ပြီလားကဲအဲ့ဆိုရင်4 5 6 9လွတ်နေတယ်နော်စဉ်းစားတော့ကိုပတ်ဝန်းကျင်မှာအမြဲလို့ကြားနေရတိရစ္ဆာန်အော်တန်ကြီးကန်အော်တန်ဘာဖြစ်တာလဲနဲ့ပဲအော်တာလေကြီးကန်တိကျအားအပါရလို့ပါလို့ကြီးကန်နဲ့တူချင်းနည်းနည်းဒီတင်ပါလေးကိုကျုံလိုက်အော်ကြီးအေးတူတယ်အဖြေကဟုတ်တယ်ကဲအဲ့တော့ကိုပတ်ဝန်းကျင်မှာအမြဲလို့ကြားနေရတဲ့တိရစ္ဆာန်အော်တန်နဲ့ဖာမိုးရာသီကြမှာကြားရမှာဆိုတော့ခုနွေရာသီမှာမစိုးပါဘူးပြောကြည့်ပါဘယ်လိုလဲဖာဘယ်လိုအော်အောင်ကွမ်ဟုတ်ပြီနော်โอเคကဲအဲ့တော့အဖြေကကဲကိုပတ်ဝန်းကျင်မှာအမြဲလို့ကြားနေရတိရစ္ဆာန်အော်တန်မြန်လေးပရိကဘလို့လဲမြန်လို့မြန်ကြီးလို့အော်ဘီပရိကတန်ကြီးတန်နေတဲ့တန်နဲ့အဖြေကဟိုဘကတိုင်းမလဲဟိုဘကတိုင်းမလဲကိုပတ်ဝန်းကျင်မှာအမြဲလို့ကြားနေရတိရစ္ဆာန်အော်တန်အော်ငါတာယာနာပြောစရာအော်ဆိုတာအော်ဆိုတဲ့အတိုင်းကျတော့ပြီးသားပဲโอเคအော်ရှိလားဟုတ်တယ်9နဲ့6နဲ့လွတ်နေတယ်ကိုပတ်ဝန်းကျင်မှာအမြဲလို့ကြားနေရတိရစ္ဆာန်အော်တန်ပစင်းအတိုင်းရင်ခွဲတန်လေဘယ်လိုကြီးလဲမပြောတယ်အဖြေက no ကဲအဲ့ဆိုရင်တော့ခုနပြောသလိုအရင်ဆုံးဖြေတယ်3ကလွဲသွားရင်တော့ခုနလိုမျိုးပဲအခွင့်အရေးရသွားပြီဒါဟာမဟာအခွင့်အရေးပါကပတိန်တေချာစဉ်းစားတာပါကပတိန်ရဲ့အဖြေကိုပဲယူမယ်ဒါပေမဲ့သူတို့ဘာတွေအများစဉ်းစားပေးတာလဲဆိုတော့အရင်မေးကြည့်မယ်ဟုတ်ပြီနော်ဘာတွေကြားဘူးလဲပစင်းခုနအောင်တာလေးမပါဘူးလေဘဲတန်ကက်နဲ့ဘာဘဲဘယ်လိုអော်လဲကက်လို့ကြက်ကဘယ်လိုអော်တွန်းလဲအိုးအိုးရှက်နေရကြီးတော့မရှက်နေရလားဒါပဲလားကြွတ်တယ်ကြွတ်ဘယ်လိုလဲโอเคဘယ်လိုပဲဖြစ်ဒါဟာဒီအဖွဲ့အမှတ်ရဖို့အတွက်ကိုဝိုင်းပြီးတော့စဉ်းစားပြီးတာဖြစ်တဲ့အတွက်ကပတိန်ကအဲ့ဒီမှာရွေးစရာအများကြီးဖြစ်သွားပြီသူစဉ်းစားရတာဟုတ်တယ်နော်သူတို့ထောက်ပံ့ပေးတာဟုတ်တယ်နော်โอเคအဲ့တော့တစ်ဖွဲ့လုံးကိုစားတယောက်ကိုပဲမေးတာအဲ့ဒါကပတိန်အဖြေပဲယူမှာဖြစ်တဲ့အတွက်ကိုပတ်ဝန်းကျင်မှာအများဆုံးကြားနေရတဲ့တိရစ္ဆာန်အော်တန်ကြက်ကိုရွေးတာနော်ကြွတ်မဟုတ်ဘူးနော်ကြက်ကိုအော်အီအိုနော်ဟုတ်ပြီကြက်ကိုရွေးလိုက်ပါပြီကဲပါတယ်ဆိုရင်ဘဲဥကွဲမယ်အဖြေ
ကပါတယ်ဘယ်ကြောက်ကြီးဘိုးဘကပြန်ပြီးတော့88မဲ့ရသွားပြီဖြစ်တော့အကျိတ်နဲ့ပြန်ဖြစ်သွားပြီဖြစ်ပါတယ်ခင်ဗျဒီဘက်93ဒီဘက်88ဟုတ်ပြီနော်ကဲပရိသတ်တွေရောဒီကကြံတဲ့သူတွေရောဘာကြံသေးတယ် ခိုး ကြွက်ခိုးအိမ်မြောင်လဲကြံသေးတယ်လေ အိမ်ညာ အိမ်ညာကလေးကလေး ငကားတို့ဂေါ်စီလာတို့ဘယ်ကထွက်လာလဲမွေကဘလို့អော်လာအေးတေးပေါက်ရှင်လားဟမ်ပါโอเคနံပါတ်5ပြိတ္တဘာဖြစ်လဲအိမ်မြောင်